ချီကျူးဖို့ဝင်မလေးတဲ့ဒါပုံစံမျိုးရှိရဲဒါစူစရာရှိတယ်တကယ်လို့ဒါဟိုမမြင်မသိတော့တာမလုပ်တဲ့အရာတွေဆိုလို့ရှိရင်လည်းတေချာဆုံးမပေးတဲ့ဒါပုံစံမျိုးပါအဲ့ဒီအရာကတော့ကျွန်တော်တို့တကယ်တန်မှုဖြတ်မရတဲ့တွေးဆုံမှုပေါ့ဒါဒီနေ့ရှိပြီကဒီ outdoor မှာ break နဲ့မထိတွေ့တော့သူပြ media နဲ့မထိတွေ့ရမှာမရဲ့ပွဲမှာကျွန်တော်လည်းဒါတချင်းလေးဆိုပြီးပါမယ်ပြီးတော့မမနဲ့ထွက်ထားတဲ့ဆွေရိုရဲ့တချင်းလေးလည်းဒါပြိသက်မှာ2ယောက်တူတူဒါပထမဦးဆုံးစင်ပေါ်မှာဆိုရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့သူမပါဝင်လို့လည်းမရဘူးဆိုတော့တစ်ခွေလုံးကသူနဲ့ပဲရိုက်တာပြောရှိပါဘူးပြောတာပေါ့ဘာလို့လဲဆိုတော့ဒါပထမဦးဆုံးကျွန်တော်တို့ဒီဆွေရိုရဲ့အတွက် first date ဖြစ်မှာအဲ့ဆိုတကယ်လည်းရင်ခုန်နေပြီကျွန်တော်လည်းဟုတ်ပါတယ်ကလေးရတော်တယ်နောက်တစ်ခုကတော်တယ်ဆိုတဲ့နေရာမှာအရင်းကအများမမြင်သေးတဲ့ဗရမ များလေးတစ်ပွင့်ကိုအများမြင်တာအောင်လုပ်ပေးတာပါဒီဆွေတော်ရဲ့ပြီးတော့ဒီ remember me event တစ်ခုလုံးကိုလည်းစိတ်ကောကိုနှစ်ပြီးတော့ story line ကစားဒါအများကြီးစူးစမ်းထားတဲ့အထက်မှာကျွန်တော်ရွေးချယ်ပေးရတဲ့အတွက်တကယ်ကိုကျေးဇူးတင်တယ်ပြီးတော့ဒီဆွေတော်ရဲ့ဖြစ်ပေါ်ဖို့အတွက်လည်းအမဒီအကုန်လုံးအသေးစိတ်ကစားဒီတချင်းရွေးတာအစားဆုံးဒါကျွန်တော်ဆိုရင် studio သွားပြီးတော့တချင်းသွင်းရုံပဲအဲ့လောက်ပဲအကုန်လုံးမအစားဆုံးကူညီပေးရအဲ့အတွက်လည်းမမကိုတကယ်ကျေးဇူးတင်ပါတယ်ဆွေတော်ရဲ့အများကြီးကြိုက်ကြတယ်အများကြီးလည်းကြိုက်ကြတယ်ဒီပတ်မှာလို့လေဘာလို့ဆိုအမပထမဆုံး outdoor မှာစပြီးတော့ break နဲ့စထိတွေ့တာဘာလို့လဲရန်စိတ်လို့ရှားစရာကောင်းတယ်နောက်တစ်ခါကျတော့ကလေးနဲ့ကသူ့တော့တင်းညမင်းလို့ခေါ်တာဖြစ်တဲ့ကြောင့်ဂီတာဆိုတော့တော်တော်လေးပဲစားတော်တော်ထုတ်ယူရတယ်ပေါ့နော်အဲ့လိုဆိုသူ့ကိုလည်းအညာမပေးပါဘူးသူလည်းအချိန်လုံးလုပ်လို့ရမှာပါမနဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့အထက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း single mom တွေများလာကြတယ်နော် single mom တွေမှာလည်းရွေးချယ်ပိုင်ခွင့်တကယ်ချစ်တဲ့သူတွေနောက်တစ်ချိန်ထပ်ပြီးရွေးချယ်ပိုင်ခွင့်နောက်တစ်ချိန်ထပ်ပြီးတော့ကန်ကောင်းခွင့်ရှိတယ်ဆိုတဲ့အရာလေးကိုပေးချင်တဲ့ message ပါရှင်တချင်ရေးတာမဟုတ်ပါဘူးဇလန်းရေးတာအဲ့တော့ဇလန်းကဆက်စချင်းတားနဲ့อ่ะပေါ့နော်ဗီတာနဲ့อ่ะတပုတ်စားရိုက်မယ်ဆိုလောက်တာပြီးတော့ဒုတိယတပုတ်ရိုက်မယ်ဆိုတော့သူနဲ့ Pepsi နဲ့များပေးလိုက်တာဒါပေမဲ့အဲ့လိုတချင်းရိုက်နေရင်းနဲ့စကားပြောတဲ့အချိန်မှာတဖြည်းဖြည်းက chemistry ကမိလာပြီးတော့တဖြည်းဖြည်းနဲ့အစတုန်းကရင်းနှီးမှုမရှိပေမဲ့ကျမတို့တပုတ်နဲ့တပုတ်ကတော်တော်လေးပိုရင်းနှီးလာပြီးတော့မှဟိုဖြစ်တာအိမ်မှာတွေးကြအဲ့လိုစားကြတောက်ကြနေတယ်တကယ်ကိုမှတကယ်တခြားသောကျမတို့ရဲ့ကိုယ်ပိုင်ချိန်လေးတွေမှာပါရင်းနှီးမှုများလာတဲ့အခါမှာအခုမိသားစုဝင်ကို့အဖေမေကမွေးလိုက်တဲ့သားငယ်လေးတယောက်လိုပေါ့ကို့မောင်လေးအငယ်ဆုံးတယောက်လိုမြင်လာပြီးတဲ့အခါမှာဟာသူနဲ့ဆက်လုံးရမယ်ဆိုတော့သူနဲ့ Pepsi နဲ့ပေးမညာပဲနဲ့ဇလန်းဆက်လိုက်တာပေးမညာတော့ပေးမညာလို့ပြောတာကျေးဇူးများကြပါတယ်ကျွန်တော်ကမေမရှိရမနေ့ကငိုတယ် stage ရဲ့နောက်မှာမေယူတတရားလုံးငိုဖြစ်တယ်တယောက်တည်းပေါ့တယောက်တည်းမှာဒါပေမဲ့အဲ့လိုမျိုးအမေနဲ့ထပ်တူလို့မပြောတော့ညာလဲအမေထက်တစ်ထက်လောက်လေးပဲရော့တယ်မျိုးသားရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့မျိုးသားကိုပြောချင်တယ်အင်တာဗျူးလေးဖြေအောင်ဒါသူ့လွတ်လွတ်လပ်လပ်လေးပဲထားပေးပါတဲ့သူတခြားလုပ်ပဲလုပ်ပြစေလို့ပြောတဲ့အမျိုးသားကိုပြီးတဲ့အတွက်လည်းဘုရားကိုကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ပဲဟို direction ထားတဲ့အမျိုးသားတယောက်ကိုရတဲ့အတွက်လည်းပြောပါတယ်ဟုတ်သူကအားမကြောက်ဘူးမပြင်းနေတာလေမပြင်းနေတာကောင်းတာပဲဖြစ်မယ်ဟုတ်တကယ်တော့ဟိုဘေးကနေပြီးတော့မှမြင်ရတယ်ပေါ့နော်အမအကုန်မြင်တာအမမယူဆိုင်ခံရမဟုတ်ပါဘူးဒါမှမဟုတ်ဒါကြတော့ကိုယ်လေးပဲရှိတဲ့အချိန်စတာလေဘယ်လိုပြောရမလဲအသေးစိတ်ကစားပေါ့အမမျက်နှာတစ်ချက်အပြတ်မခံနဲ့ပြီးတော့အမဖြစ်ချင်တဲ့အရာအားလုံးကိုဒါအသင့်တော်ဆုံးဒါအကောင်းဆုံးပေါ့နော်ဒါဘယ်လိုသွားလို့ရှိရင်ဘယ်နည်းလမ်းနဲ့သွားရင်ဘယ်လိုလုပ်လို့ရှိရင်အကောင်းဆုံးဖြစ်မယ်ဆိုတော့အကြံဉာဏ်ကောင်းလဲပေးနိုင်တယ်လို့တကယ်လဲဖြည့်ဆည်းပေးနိုင်တယ်ပြီးတကယ်လဲအများကြီးစူးစမ်းအားထုတ်ပေးတယ်အဲ့တော့တကယ်ကို supporter ကောင်းတစ်ယောက်ပါကိုကအမအတွက်လဲအားကြောင့်မို့လို့အမရန်ကန်ကောင်းတယ်ကိုနဲ့တွေ့ကြုံရတယ်ရေးတာလည်းပြောလေရေးတာလည်းကိုလည်းရေးတာပါအစရေးတာသူရေးတာတဲ့ဝိုင်းကိုနဲ့တဲ့သွားတာကိုနဲ့ခါလေကြတော့အကိုတော့မပါတော့မောင်နှမနဲ့တော့ပြန်ခေါင်းရင်းဆိုင်မျိုးပြောကြအဲ့လိုမျိုးဆိုတော့အမျိုးသားတော့ရွေးချယ်ပေးတယ်အရင်ကဆက်လျှောက်တယ်ပညာကအကိုရောအမရောရှိရနေပြီးတော့အများကြီးရတယ်ဒီရိုက်ကူးနေတဲ့ကာလာတစ်လျှောက်ကောပြီးတော့နှွေးထွေးမှုရတယ်အပြင်မှာတကယ်မေတ္တာအစ်စ်ပေါ့နော်ခုနဒီကျွန်တော်ဖိတ်စာဆိုတွေ့မှာပါဝမ်းမနာသားတကယ်ဝမ်းနဲ့လွယ်ပြီးမွေးမထားရုံတမယ်ပဲပေါ့နော်ကျွန်တော်ခုလျှောက်လန်းနေတဲ့အနုပညာလမ်းမှာလည်းတစ်ခါလေကျလို့ရှိရင်ကျွန်တော်ဟိုအပြုမှုအစင်မပြေရလေးရှိရဆိုလို့ရှိရင်ချက်ချင်းသားဒီလိုရှိရဒီလိုရှိရအမြဲတမ်းအသေးစိတ်ကစားဆုံးမပေးရအဲ့တော့တကယ်ကိုဒီအနုပညာလောကမှာကျွန်တော်ဒီလောကမှာစိတ်ရင်းနဲ့
ဆိုတာအရန်ရှားပါတယ်တကယ်ရှားတယ်လက်ဆွဲခေါ်တာလည်းအရန်ရှားတယ်ဒါအားကြတော့အမားတို့ကိုလိုကကြတော့တကယ်ဒီလိုတိုက်ဆွဲတာစပင်မွေးရတယ်နေဒီလိုလုံးမရအဲ့လိုမျိုးပါစတာပါတကယ်ကိုဒါစိတ်ရင်းနဲ့ချစ်ပေးတဲ့အကိုနဲ့မှာပါအဲကျွန်တော်အမားတို့လည်းပြောဟိုထုတ်ဖွင့်ပြီးတော့ပြောထားဘူးပဲပေါ့နော်ကျွန်တော်တကယ်လို့အမားတွေရှိရဲလုတ်ခဲ့ရလုတ်ရက်တွေအဲ့လိုမျိုးအဆင်ပြေရရှိလို့ရှိရင်အများနဲ့ဆုံးမလို့ရပါတယ်ဒါပေမဲ့ထားတော့မထားခဲ့နဲ့ပေါ့နော်ထားတော့မထားခဲ့နဲ့ဆိုတာဒီလောကမှာတကယ်စိတ်ရင်းနဲ့ချစ်တဲ့သူကတကယ်ရှားပါတယ်ဒါပေါ်ရန်များရယ်ပေါ့နော်ဒါအမားတို့လည်းသိကြမှာပါအဲ့တော့တကယ်စိတ်ရင်းနဲ့ချစ်ပေးနေကိုယ်နဲ့မှအများကြီးလက်တွဲသွားခြင်းပါတယ်ခင်ဗျာဟုတ်လားသူကလေဒီတားရီဒါလုံးမယ်လို့ပြောလို့ရှိရင်ပင်ပန်းလဲလောက်တယ်သူရှက်တယ်မှန်တိုင်းမှန်သူရှက်တယ်သူကြာလာတော့လေသူ့အမေသူ့အမနဲ့တယောက်ဆောင်လို့ဖြစ်လာတဲ့အခါမှာသူရှက်လာတာကိုလည်းသိတယ်သိလာတဲ့အခါမှာဒါငါတို့ဒီတကင်ကလေခဏလောက်ညင်ပေးရအောင်နော်ဒါ2ချိန်3ချိန်မလုပ်ချင်ဘူးဆိုသူတခါသူရီချင်းသူပုံရညှက်ထားပါတော့သူလောက်မရှိနဲ့နေမရှိနဲ့မခါတုန်းကဆိုကိုလေကိုကလေးကိုပြန်အားနာနေရပြီရှက်ဒါပေမဲ့သူ့ပေါ်မှာထားတဲ့စိတ်ကလေးကကြတော့ရိုးရှင်းပါတယ်အရင်တို့ခက်ခဲတဲ့အချိန်မှာတော့မှသူ့ဖုန်းလေးတကောဝင်လာရင်ငါတို့ထက်သူဘာခက်ခဲနေမလဲဆိုပြီးတော့လင်းများနှစ်ယောက်လုံးကသူနဲ့ပတ်သက်ရင်အဲ့လိုစိတ်ရှိရပါကြီးကျွန်းအကိုနဲ့အမကကျွန်တော်ရန်သဘောကြားတဲ့အချက်ရှိရယ်သူတို့ဒီတစ်ခုကိုသဘောကျတယ်ကြိုက်နေတတ်တယ်လောက်တာမှန်တယ်ဆိုရင်လည်းချီကျူးဖို့ဝင်မလေးဘူးပြီးတော့ဒီလောကမှာချီကျူးတဲ့ဟာအရန်ရှားရယ်ပေါ့နော်ချီကျူးဖို့ဝင်မလေးတဲ့ဒါပုံစံမျိုးရှိရယ်ဒါစူစရာရှိတယ်တကယ်လို့ဒါဟိုမမြင်မသိတော့တာမလုပ်တဲ့အရာတွေဆိုလို့ရှိရင်လည်းတေချာဆုံးမပေးတဲ့ဒါပုံစံမျိုးပါအဲ့ဒီအရာကတော့ကျွန်တော်တို့တကယ်တန်မှုဖြတ်မရတဲ့အတွေ့အဆုံမှုပေါ့ဒါဒီနှစ်တင်မှာအားကမင်းသမီးလောက်ရတော့မှာနော်အမရဲ့ next step ကမင်းသမီးပဲဒါအမတကယ်ပြောတာပါအမရဲ့မူကအရန်ကြောက်ဖို့ကောင်းတယ်ဒီနေ့ကအဲ့ဒါကြောင့်လေ arrange မှာမျိုးလို့မထိုးထားပါဘူး remember me လို့ပဲထိုးထားပါတယ်ဘာလို့ဆို remember me ကအားလုံးနဲ့သက်ဆိုင်တယ်ဒီတစ်ဖွဲ့လုံးနဲ့သက်ဆိုင်တယ်အဲ့ဒီစကားလုံးလေးတစ်လုံးပြောမိရင်တော့မှဒီတစ်ဖွဲ့လုံးကိုတတိယစေခြင်းနဲ့စိတ်နဲ့ပဲ remember me လို့ထိုးထားတာဖြစ်တဲ့အတွက်အများနဲ့တတိယနေပေးပါလို့ပြောချင်ပါတယ်အားပေးကြပါအောင်ခင်ဗျာအခုဒီထဲမှာအများကြီးရောက်နေပါတယ်ရောက်နေအများကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒါ line မော်ကနေပြောတယ်အားပေးကြပါအောင်ခင်ဗျာကျွန်တော် remember me တအေဗန်လုံးနားထောင်ပေးကြပါခင်ဗျာ